အာလူနဲ့ငါ6ချက်မယ်ဒါကငါကွန်ရှက်လေးဒါကြက်သွန်နီနဲ့ငရုတ်သီးနဲ့ထောင်းထားပါတယ်စနုံမောက်လေးထည့်ထားတယ်ဒါကမကြီးမဲ့လေးပါအချင်းဟင်းလေးပေါ့နော်ဒါကငါကွန်ရှက်လေးနဲ့အာလူနဲ့ငါ6နဲ့ပေါ့ကြက်သွန်နီရယ်ငရုတ်သီးရယ်စနုံမောက်ရယ်စားမထည့်တော့ဘူးအသားမောက်လေးထည့်လာအသားမောက်ငါ6ကလေးမှကြောက်6ကလေးမှကြောက်လို့ဆိုတော့စားလေးမထည့်တော့ပါဘူးအသားမောက်လေးထည့်ပြီးတက်ပြီးတော့ခဏလေးစီတက်လာအောင်ငါ6လေးထည့်ပါမယ်အာလူလေးထည့်ပါမယ်ကျက်သွန်ထောင်းထားတဲ့ရေကိုထည့်ပါမယ်ရေဒီလေးနဲ့ဒါလေးကိုအာလူနူးအောင်ခဏလေးအဖုံးလေးအုပ်လိုက်ပါမယ်အာလူနူးမှာအခြေရထည့်ပါမယ်ခွေးကြည့်လိုက်အောင်မယ်အာလူလေးနူးပြီလားအာလူလေးနူးပြီလားအာလူနူးပြီတိတ်နူးပြီပါဘူးအာလူလေးတိတ်နူးပါဘူးဒီလိုရေလေးနဲ့ထည့်နေရအာလူလေးတိတ်နူးအာလူလေးမနူးသေးလို့ရေလေးထည့်လိုက်အောင်မယ်ခဏလေးပြန်ချက်လိုက်အောင်အာလူလေးယူရပြီဒီထဲလေးထည့်ပါအောင်အာလူလေးယူပြီးဒီနေ့ဆက်ပါပြီအာလူလေးနဲ့ကြက်ပါပြီအလူနဲ့ငါ6နဲ့စားကြပါဦး